ကိုကြောကပြေးမဲ့လူစီလားဒီကိုလေးကိုကြည့်လိုက်နော်ကျောက်ဦးတကယ်ကြောကပြေးမဲ့လူစီလို့ရှိရင်ဒီကိုလေးသူကြောကအတားတစ်ဆောက်ဆိုကြည့်ပါနော်ကြောကပြေးလူအတွက်ပါနော်သူ့အိုင်ဒီရလည်းမစိုးဘူးနော်ကျောက်ဦးကိုမခွာမနဲ့ဒီလိုကြောလိုက်နော်ဒါပေမဲ့တော့သတိထားရမှာနော်အဲ့တော့မီးလောက်မှာတော့သတိထားရမှာနော်အဲ့တစ်ချက်ပဲကိုတော့သတိထားရမှာနော်ဘေးနားလူတွေတရားမှနေလို့မြဲတော့နော်အကုန်လုံးပြေးကုန်နော်ကြည့်လိုက်ပါနော်ဒီလိုစီရင်ကြော်ပြီးလို့စီရင်သူကရေခဲနဲ့သူပြန်အောက်တယ်အောက်ပြီးလို့စီရင်အေးလို့စီရင်ကွာသူကခွန်ခွာတယ်အခွန်ခွာပြီးလို့စီရင်သူကဟင်းတန်ချက်တော့ပေါ့တန်ချက်ပြီးလို့စီရင်သူကစားတော့အေးလာပါပဲနော်ကြည့်လာပါနော်မစိုးပါဘူးဒီတော့ပါနော်စားကောင်းပုံစံမယ်နော်ကျွန်တော်တို့လှုပ်ရှားခြင်းကြည့်ရအောင်နော်မစိုးဘူးနော်ဒီတော့ပါနော်ခိုင်းနေကြမနေတာကြာပြီဒီမျိုးပုံစံမျိုးအတိုင်းချက်တာတစ်ခါမှမတွေ့ဘူးလေနော်တစ်ခါမှလည်းမစားဘူးသေးဘူးတစ်ခါတော့လှုပ်ရှားကြည့်ရင်နော်အဲ့ဒီကြော်လာရင်နော်တကယ်တော့သတိထားရမှာတခုကတော့အိမ်ကိုမီးလောင်မှသတိထားရမှာနော်